မ်းခဲ့ရမှာလေကွာအေးလေဟုတ်ပြီဘယ်ကမမြောက်ဖြစ်မကျူးတော့မလားဘယ်နဲ့ခေါင်းမြန်နေလို့လဲမောင်ရှင်တော့ခန့်အေးဘယ်တော့ရေမောင်ရှင်တော်လူရဲဆိုလို့မောင်ရှင်တော်ခေါ်လာတာဒါကြီးမောင်ရှင်တော့ပေါ့ဟုတ်ပါလားကျွန်တော်တော့မောင်ရှင်တော်မတော့မောင်ရှင်တော်မလားအေးမောင်ရှင်တော်လည်းပါပြီဆိုတော့ကျုပ်ဘိတ်တွေခံမြောက်ချင်နိုင်လို့ရပြီခဏတူအောင်ဝေးရဖွင့်ပါထိုင်လက်ကြီးနဲ့မပြောပါနဲ့မောင်ရှင်တော်ကယူသေးတယ်ပဲပြင်းပြဖွင့်ထိုင်ဟုတ်ကဲ့ပြင်းပြဖွင့်ထိုင်မောင်ရှင်တော်ကလာတယ်မကြီးတန်းအိမ်ကြီးတန်းဒီကျမခင်ဗျားတို့ရွာမှာမိတ်ကလောက်ကိုပြတဲ့လူမရှိဘူးလားဒီမောင်ရှင်လောက်ညနေဖြောင်းနဲ့နှက်ခမ်းမွေးတဲ့မောင်ရှင်လောက်ဒီကောင်းနေဘူးလားတာလာပါတယ်ဟာမလားမိတ်ကလည်းမှာပါမိတ်ကရတယ်ကျွန်တော်ဘိတ်သိတဲ့လုပ်တယ်မိတ်ကဆရာလည်းလုပ်ခဲ့ဘူးရကျွန်တော်ကိုယ်တိုင်ပြင်ပေးမယ်အဲ့တော့ငါနောက်ကရောက်တိုးပတ်နဲ့ငါဟောဟောလေးပြီးတော့မှာငါမိတ်ကအိတ်ကလေးပြီးတော့မှာအဲ့ဆိုရင်ဘိတ်သိခင်ဗျာဟိုတမိတ်ကလေးမှာပေါ့ဟုတ်ပါပြောလိုက်ပါအေးလာမိတ်ကလေးရတော့မင်းလာအောင်လေးမစောင့်နေဟုတ်ကဲ့ဘိတ်သိငါမိတ်ကပြီးတော့ရဟုတ်ဒီလာစီရခက်ကွယ်အဲ့ဒါတိုးပတ်ဘယ်မိတ်ကတို့ပဲကြီးရဲတာကြီးဟုတ်ပါဘူး။အိုးဆန္ဒပလဲတော့အားကြီးလူနေကြ။ဒါကြီးမိတ်ကလာမိမိတဲ့အောက်ကထိုင်နေအိုက်ကန်ပြီးတော့မောင်ရှင်တော့လည်းသိစင်းဆယ်နေပြေးရများလားငါမိတ်ကဒိတ်ထားဒီမောင်ရှင်လောက်မိတ်ကဒိတ်မှာဆိုတော့ဒါနဲ့တော့နေမှာပေါ့ဟာသူများတွေလို့ဘယ်လိုလုပ်ကြတယ်နော်တစ်ချက်တစ်ခါပြင်တစ်ခါလာပြန်တယ်ဟဲ့ကြောင်ပြီးမဖို့ဟုတ်ပါပြီဆရာဒီကိစ္စမောင်ရှင်တော့ဘဝကြည့်ပါဦးသိစရာဟဲ့ဒီလာမလာတော့ငယ်ဒီလာကနတော်လာပြန်နတော်လာဤကိုအပေါ်ဟိုးရီဘုကကနာဘာဖြစ်လို့နေနေကြတယ်ဒီမှာတော့အလိုလိုကိုနင်းကြတယ်ရွာအေးချမ်းမှုရှိတယ်ရွာအမတော်လာဝိုင်းလာဟုတ်ပြီလားမောင်ရှင်လားမိတ်ကကတော့တော်တော်ကိုလာပါပြီဗျာသူမတူအောင်ကိုလာတာဗျာရောက်တခုလူတွေငါနှခမ်းကြီးနေပြီတဲ့မောင်ဟာဒါဆိုလာနေတာဗျာနှခမ်းကြီးကအသက်နှခမ်းကြီးနေပြီဟုတ်ပြီဗျာတော့ရလိုက်ရမမျိုးနေတာမလားဟုတ်ပြီမဟုတ်ပြီဟုတ်ပါပြီဟုတ်ပြီဗျာမနေ့ကအဲ့ဒါလိုက်ရှင်ငါကုန်ပေးမယ်လာပြီဟုတ်ပြီရပါပြီဟုတ်ပြီဟုတ်ပြီအဲ့တော့မောင်ရှင်လောင်းလေးမောင်ရှင်လောင်းဘိတ်သိမ့်မြောက်မယ်ဆိုတော့ဘိတ်သိမ့်ကိုအစကဘယ်အစလဲဆိုရင်ဘယ်အစလဲမောင်ရှင်တော့ရဲပြီဘာလို့ကျွန်တော်မင်းညာတော့အေးဖယားကတော့ကစားမသိဘူးလားဖယားကတော့ကစားတယ်မောင်ရှင်လောင်းလေးဖယားသင်ပဲလေသားဟဲ့ဖယားကိုပဲရှုရှင်းလို့ဒီဖယားလုံးတော့ကောင်းလားမောင်ရှင်လောင်းလေးအဲ့ဒါဖယားသင်မုန်းနေမိရွေးလေဘုရားပြန်ဟိုမှာနမ်းတွေနိုင်ရဲ့ဘုရားပြန်ဟိုမှာကဲဆိုင်စီမောင်ရခရဲ့ဘိတ်သိဆရာဆိုတော့ဘုရားကြောခန်းဆိုတော့မောင်တော့ချီတယ်မောင်ရှင်ကချီကုန်နေကောင်လေးဖက်လေးဖွဲအဲ့ဒါဘိတ်သိခန်းစပြီးဆိုတော့ဘုရားကြောကမှာဘိတ်သိဆရာတို့ဒီဘုရားကြောခန်းနဲ့ပတ်သက်တဲ့စာလေးရွတ်လိုက်ချင်တာကဘာစာလဲတစ်ထားဝေးကြိုက်ပြီးမှာဘိတ်ခါလည်းဒီဘုံကြောင်တစ်ထားကြီးဟုတ်ပြီဘိစီကစိတ်နဲ့ဖြစ်စတယ်ဟဲ့ဒီလုပ်ပြီးတာဘိစီကတစ်ထားအပမေဌာနရွာသားအပြေကန်စားကတော့ဘိတ်သိခန်းကနာဖယားကြောကံလေးပြီးသွားပြန်တော့မောင်ရှင်အောင်လေးမိဘနှစ်ပါးကြောရမယ်အဖေနဲ့အမေပဲလက်အဲ့ဒါမြဲဘဲပဲဘဲမှန်လားမင်းကအဖေလို့ဘုကောင်မလေးနောက်ကသူတို့ကလေးမှကြောက်လာတဲ့ဟဲ့နည်းနည်းလို့ဘာမှမသိတော့မှာပဲအဲ့တော့မင်းကသူ့ရဲ့အဖေလို့ကျွန်တော်တို့ဖေလို့အဲ့တော့လှုပ်ချီထားမယ်ဟောလှုပ်ချီထားမယ်မိဘကြောကံကြပြန်လို့လေဆိုင်ဆရာရဲ့မိဘကြောကံနဲ့ပတ်သက်တဲ့စာလေးရွတ်လိုက်ချင်တာကအဲ့တော့စီလီယုံတော့ကောင်းတယ်ဒီတစ်ထားအဲ့တစ်ထားအဘမေဌာနရွာသားတဏီကစား